ရှိတုန်းကလူတစုဟာညဘက်မှာအကင်းတွေအကျုံးတွေတင်မွန်တီတုတ်တွေစားပြီးတော့ဦးနိုစောခဲ့ကြပါတယ်။နောက်နေ့မှာတော့အမွှေစိန်မိမိဦးဆောင်ပြီးလွန်ခဲ့တဲ့3နှစ်လောက်ကသွားခဲ့တဲ့ရေကူးခင်ကိုစရှာပါတော့တယ်ကွယ်။ရေကူးခင်ရှာတာကကြိုက်ခမီနာထီတောင်ရောက်ပါတယ်။ကန်ဆိုးစွာနဲ့သူမသွားချင်ဆုံးရေကူးခင်ကလေးကပိတ်သွားပါတဲ့ကွယ်။ဒါနဲ့အနီးအနားမှာရှိတဲ့နောက်တစ်ခုကိုတွေးလို့သွားပြီးလိုက်ကြည့်ခဲ့ပေမဲ့အဆင်မပြေလို့မဝင်ဖြစ်ခဲ့ကြပါဘူးတဲ့ဒီလိုနဲ့ပဲသူတို့ဟာကြုံကတက်မှာပဲအကျိုးဝဲပြီးစစ်စဲမှာသွားစားကြဖို့ဆုံးဖြတ်ခဲ့ကြပါတဲ့ကွယ်စစ်စဲကတော့စစ်စဲပါပဲ Here's to good days Here's to good days Raise your glass high Let the whole room sway Here's to good days Here's to good days လေးတဖြူဖြူနဲ့စားလိုက်တာပါလာတဲ့ဘူးတီကျော်တွေအားလုံးကုန်သွားပါတဲ့ကွယ်အဲ့ဒီချိန်မှာအမွှေစိန်မမီကပဲဦးဆောင်ပြီးပင်လင်းစာငါးကျော်ပစွန်ကျော်ကနန်းကျော်တွေကိုဝယ်စားဖို့တာဆိုပါတဲ့ကွယ် He is toxic I like it ဖြစ်နေတာပေါ့နော်အဲ့ဒါကတော့ခယူပဲမြင်းနဲ့မတည့်ပါဘူးဒါပေမဲ့စားခဲ့ပါတယ်အဲ့တော့ဖြစ်လာတဲ့အခြေအနေကိုတာဝန်ယူရပါတော့တယ်ကွယ်အဲ့ဒီစားပြီးတဲ့နောက်မှာတော့မိမိကစံပြုတ်စားရပါတော့တယ်မနေ့ကထက်လက်အောင်ရှော်ဖြစ်သွားပြီးတော့ဒီနေ့စံပြုတ်ကြည့်ရပါမယ်ဒါတော့ပူဆိုင်ကစံပြုတ်လေးပါခွဲမနက်4နာရီထိអော်ရတယ်။နောက်နေ့မနက်ကျတော့ဆေးခန်းသွားပြီးတော့ဆေးသက်ထိုးရတယ်။မိမိညီမလေးကကျတော့အဖျားဝင်ပြီးဆေးသွင်းရတယ်။အဲ့လိုတွေဖြစ်ခဲ့တာပေါ့နော်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ကလေးတို့လည်းဒီပုံမြင်လေးကိုကြည့်ပြီးအစားအသောက်တွေတေချာဂရုစိုက်ဖို့အဓိကမှာကြားချင်ပါတယ်ကွယ်။နေကောင်းချင်ပါတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေနော်။မမမိမိမဆုတောင်းပေးပါတယ်။အားလုံးပဲတက်တာပါနော်။